ကိုစီးချိုဖြစ်တာဘဲအချိန်မှာစသည်လဲခန္ဓာကိုယ်ရဲ့အရေးကြီးအင်္ဂါအစိတ်ပိုင်းတွေပြည့်စည်သွားမှာကိုစိုးရင်ကြတာဒါကြောင့်စီးချိုကတကယ်ပျောက်ကင်းနိုင်လားမေးရင်အဖြေကစီးချိုယောဂဆိုတာစောစောသိလေကိုကောင်းနေပါတက်နိုင်သည်များကို့မှာစီးချိုဖြစ်တာစစသိချင်းအချိန်မှာထိမ့်ဖို့လိုအပ်ပါတယ်အဲ့ဒီအချိန်မှာလူနာကဆရာအောင်ပြောတာကိုလည်းတေချာနားထောင်မယ် lifestyle modification လည်းတေချာလုပ်မယ်ဆိုရင်စောစောသိစောစောထိမ့်နိုင်မှာဖြစ်ပါတယ်ဒါကြောင့်စီးချိုကတကယ်ပျောက်ကင်းနိုင်လားမေးရင်အဖြေကပျောက်နိုင်ပါတယ်ဒါပေမဲ့ကိုစီးချိုဖြစ်တာဘယ်အချိန်မှစသည်လဲဆိုတာအရန်အရေးကြီးပါတယ်ကျမတို့ဆရာဝန်တွေကစီးချိုလူနာတွေမှာသွေးရင်း glucose တက်တာကိုပဲစိုးရင်တာမဟုတ်ရပါဘူးနှလုံးသွေးကြောပိတ်တာလေဖြတ်တာအုံနောက်သွေးကြောပိတ်တာကြောက်ကက်ပျက်စီးတာဒီလိုမျိုးခန္ဓာကိုယ်ရဲ့အရေးကြီးအင်္ဂါအစိတ်အပိုင်းတွေပျက်စီးသွားမှာကိုစိုးရင်ကြတာဖြစ်ပါတယ်ဒါပေမဲ့စီးချိုရှိတာ9နှစ်6နှစ်လောက်ရှိနေပြီအဲ့ဒီအချိန်မှာအသေးကလည်းအစီဖုံးနေပြီခန္ဓာကိုယ်ရဲ့အလေးချိန်ကလည်းတက်နေပြီဆိုရင်တော့အစားအသောက်တစ်ခုတည်းနဲ့မရတော့ပါဘူး။ဘာဖြစ်လို့လဲဆိုတော့ pancreas ကအင်ဆူလင်ကိုကောင်းကောင်းမထုတ်နိုင်တော့တာလည်းဖြစ်နိုင်တယ်လို့ကိုယ်ခန္ဓာကိုယ်ကအင်ဆူလင်ကိုကောင်းကောင်းအသုံးမချရတာလည်းဖြစ်နိုင်တဲ့အတွက်ကြောင့် lifestyle modification တစ်ခုတည်းနဲ့မရတော့ပါဘူး။တောက်ဆေးပါကူဖို့လိုအပ်လာပါပြီ။ဒါနဲ့တည်းမလုံလောက်သေးပါဘူး။အချိုလျှော့ပါလက်ဖက်ရည်လျှော့ပါသွေးတွင်းအဆီဓာတ်လျှော့ပါ exercise လုပ်ပါသွေးပေါင်ချိန်ကိုပုံမှန်ထိန်းပါဘာလို့လဲဆိုတော့စီးချိုကတနေ့ရဲနဲ့ဖြစ်လာတာမဟုတ်တလို့တနေ့တည်းတညတည်းနဲ့လည်းပျောက်ကင်းမသွားနိုင်ပါဘူးဒါကြောင့်စီးချိုကိုအကျိုးအစစ်မာတွေကစသည်ပြီးကိုယ့်ရဲ့နေထိုင်မှု lifestyle နဲ့အစားအသောက်ကိုပြုပြင်ပြောင်းလဲပြီးနေထိုင်မယ်ဆိုရင်သိခန္ဓာကိုယ်ရဲ့အနာဂတ်ကိုသင်ကိုယ်တိုင်ပြောင်းလဲနိုင်မှာဖြစ်ပါတယ်သင်ကိုယ်တိုင်ရောသင်မိသားစုတွေရောသင်မိတ်ဆွေတွေရောတတိပြုစင်စင်နိုင်စေဖို့အတွက်ဒီဗီဒီယိုလေးကို like and share လုပ်ထားပြီး share ပေးသွားလို့ရပါတယ်နောက်ဗီဒီယိုမှာလည်းအားလုံးအတွက်အကျိုးရှိစေမယ့်ကျန်းမာရေးဘူးတုဒတွေကိုဒီ channel လေးကတက်စဉ်ဝေမျှပေးသွားမှာဖြစ်တဲ့အတွက်ဒေါက်တာချီချီ TikTok channel လေးကို like and follow လုပ်ထားပြီးလို့ရတယ်လို့ဒေါက်တာချီချီ YouTube channel လေးကိုလည်း subscribe လုပ်ထားပြီးလို့ရပါတယ်ကျွန်မကတော့ Yours ဒေါက်တာချီချီဖြစ်ပါတယ်